နေဖို့လို့မြေကြီးကိုခွဲပြီးတော့မြေကြီးကိုဖောက်ထွက်ပြီးတော့ဆက်နိုင်စုံနာရှိတဲ့ယရဏမန္တကြီးပေါ်လိမ့်မယ်အဲ့ဒီယရဏမန္တကြီးရဲ့အလကောက်မှာဗရမ ्या ပလင်ကြီးမန္တရဲ့ပဝန်းကျင်မှာတော့ရွှေအိုးတွေငွေအိုးတွေဗရမ ्या အိုးတွေနဲ့ဝန်းရံပြီးတော့နေလိမ့်မယ်လူတွေနတ်တွေထွန်ကြီးထားတာမဟုတ်ဘဲနဲ့သူ့အလိုလိုယရဏစီမီတိုင်းတွေဟာထွန်းလင်းပြီးတော့နေလိမ့်မယ်ရွှေမန္တကြီးရဲ့တောင်လေးတောင်မှာအတောင်30ရှိတဲ့ခေါင်းလောင်းကြီးလေးလုံးဟာလည်းပဲဘယ်သူမှမတိမခတ်ရပဲနဲ့သူ့အလိုလိုအလွန်တရာตายရတဲ့အတန်းတွေမြည်ဟိပြီးတော့နေလိမ့်မယ်သာရိပုတ္တရာအဲ့ဒီခေါင်းလောင်းကြီးလေးလုံးရဲ့အတန်းဟာစัจ java လာတိုက်လုံးကကြားရလိမ့်မယ်အခုပြောခဲ့တဲ့ယရဏမန္တကြီးဟာဘုရားရှင်ဘယ်နေရာမှာပဲတရားဟောအမြဲလိုက်ပါပြီးတော့နေလိမ့်မယ်တရားဟောတဲ့အခါယရဏမန္တကြီးပါနောက်ကနေဘုရားခါတဲ့ပင့်ချသွားတာအပေါ်ကလည်းဗိဓာမျက်နှာကျတေးနဲ့ယရဏမန္တကြီးလည်းကောင်းမှာဗရမ ्या ပလင်ပေါ်မှာတရင်သုံးပြီးတော့ဘယ်နေရာပဲတရားဟောအဲ့ဒီမန္တကြီးဟာလူရွှေ့သွားတယ်မလို့သူ့အလိုလိုတကိုးတော်နဲ့တခါလိုက်ပါသွားမှာအရိမတေယမြတ်စွာဘုရားရဲ့တကိုးတော်ကဒီလောက်တောင်ပဲဒီလောက်တင်ပဲလားဆိုတော့မကသေးပါဘူးစေတသာရိပုတ္တရာအရိမတေယမြတ်စွာဘုရားတရားဟောတဲ့အခါမှာဘယ်မြို့ဘယ်တောဘယ်တောင်ထဲမှာပဲဟောစัจ java လာတိုက်တသောင်းမှရှိတဲ့နတ်တွေလူတွေဟာရုပ်ပုံတော်ကိုလည်းပူဇာရလိမ့်မယ်အတန်တော်ကိုလည်းကြားကြရလိမ့်မယ်အရိမတေယမြတ်စွာဘုရားကဟိုးအဝေးကြီးတောထဲမှာတရားပါဟောနေတယ်ဒါပေမဲ့လို့အဲ့ဒီမြတ်စွာဘုရားရှိတဲ့အရကဗုဒ္ဓရဲ့ပုံတော်ဗုဒ္ဓရဲ့အတန်တော်ကိုဘယ်မြို့ဘယ်ရွာဘယ်ဒေသမှာပဲနေနေအကုန်လုံးဖူးတွေ့ကြရတယ်တဲ့